တိတ်တိတ်လေးကြိုးစားနေတဲ့လူတွေတော့နားထောင်တော့ပါအချို့လူတွေကမင်းရဲ့အောင်မြင်မှုကိုပဲမြင်ကြတယ်မင်းဘလောက်ပင်ပန်းခဲ့ရတယ်ဆိုတာကိုတော့မမြင်ကြဘူးအချို့ညတွေမှာမင်းအိမ်မပျော်ခဲ့ဘူးဝေရှာဖို့စဉ်းစားရင်အိမ်စည်းအတွက်စိတ်ပူရင်လက်ဖြင့်ဘယ်လိုဆက်သွားရမလဲဆိုတာတွေးရင်မျက်နှာချက်ကိုကြည့်ပြီးအချိန်တွေကုန်ခဲ့ရတယ်အချို့ရက်တွေမှာဘုန်းကြီးကအကောင့်ဘဲလန်ကိုကြည့်ပြီးစိတ်မကောင်းဖြစ်ခဲ့ရတယ်အချို့ရက်တွေမှာကစတမာတယောက်မှမလာပဲဆိုင်တကားပိတ်ခဲ့ရတယ်အချို့ရက်တွေမှာကိုယုံကြည်ခဲ့တဲ့လူတွေကတော့အာမပေးပဲလောင်ပြောင်ခဲ့ကြတယ်အဲ့ဒါနဲ့ဘာဖြစ်လာမှာလဲအချိန်ကုန်တယ်မင်းမအောင်မြင်နိုင်ဘူးဆိုတဲ့စကားတွေကိုကြားခဲ့ရတယ်ဒါပေမဲ့ဒီရလိုက်ပါလူတိုင်းမင်းကိုယုံကြည်ဖို့မလိုဘူးမင်းကိုမင်းယုံကြည်ဖို့ပဲလိုတယ်ဘိုးရမ်းရွာတဲ့နေ့မှာတော့နေအောင်အသိမ်တွေအပေါ်မှာရှိနေတယ်လို့အခက်အခဲတွေဘလောက်ကြီးကြီးအခုအရေးတွေကရှိနေသေးပဲဒီနေ့မင်းပြန်မနေရင်ခဏနားလိုက်ပါဒါပေမဲ့နာမပြောင်းလိုက်နဲ့ဘာလို့လဲဆိုတော့မင်းအခုရှောင်နေတဲ့လမ်းကမင်းအနာဂတ်ကိုခေါ်ရမယ့်လမ်းဖြစ်နေလို့ပဲတနေ့မင်းလူချင်းတဲ့ဘဝကိုရလာတဲ့အခါဒီနေ့ရဲ့မျက်ရည်တွေဒီနေ့ရဲ့ပင်ပန်းမှုတွေဒီနေ့ရဲ့စိတ်ဓာတ်ကြောက်မှုတွေအားလုံးကတန်သွားလိမ့်မယ်ဒါကြောင့်ဘယ်သူမှမမြင်တဲ့နေရာမှာတော့ဆက်ကြိုးစားပါဘယ်သူမှမချီးကျူးတဲ့အချိန်မှာတော့ဆက်လျှောက်ပါအောင်မြင်မှုဆိုတာအလင်းလိုတဲ့လူတွေစီမသွားဘူးလက်မလျှောတဲ့လူတွေစီပဲသွားတယ်မင်းရဲ့ချိန်ရောက်လာဦးမယ်အဲ့ဒီနေ့အထိကောင်းမွန်နဲ့ရင်မလျှော့နဲ့မင်းလောက်နိုင်တယ်